ဒီနေ့ကတော့ကျွန်တော်ခရမ်းညင်ငပိချက်ချက်တဲ့နီးလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ရှင်ဆုံးတဲလေးပူလာပြီဆိုရင်စီလေးနဲ့ငယ်ထည့်ပါမယ်စီပူလာဆိုရင်အယောင်လေးလာဖို့အယောင်ဆနုံးမအယောင်နဲ့မုံလေးနဲ့ငယ်ထည့်မယ်ပြီးရင်ထောင်းထားတဲ့ကျင်းချက်တဲ့ဒီလေးထည့်ပြီးတော့စီတက်ပေးပါမယ်စီတက်တာလေးအတန်လေးမွေးလာပြီဆိုရင်စင်းစားငပိလေးအနှဲငယ်တက်ပြီးတော့ထပ်ပြီးတော့ငပိနံလေးမွေးတော့အောင်စီတက်ပြီးတော့တက်ပါမယ်ရှောင်းလေးမုံလေးအနှဲငယ်ထည့်ပါမယ်အရာတက်ကတော့ငန်းပြားရည်နဲ့ဟင်းချုံမုံနဲ့ငယ်ထည့်ပါမယ်ပြီးရင်လှီးထားတဲ့ခင်းညီနီလေးလေးထည့်ပြီးတော့အနှဲငယ်မွေးပေးပါမယ်ပြီးရင်တော့ခရမ်းညီနီလေးကြည်သွားရေလေးအနှဲငယ်ထည့်ပြီးတော့အဖုံးလေးအုပ်ပေးပါမယ်ခရမ်းညီနီလေးကြည်ပြီးတော့စီးပြန်လာပြီဆိုရင်ဒီတိုင်းမျိုးဒီစိမ့်ကြီးထည့်မယ်မျိုးဒီစိမ့်ကြီးအနံ့လေးမွေးလာပြီဆိုရင်နာမီလေးထည့်လိုက်ရင်တော့သမင်းနဲ့ပဲစားလို့အရန်ကောင်းတဲ့ခင်းကြီးလေးငပိချက်လေးတစ်ခွက်ရပါပြီအိမ်မှာရိုးရှင်းလွယ်လွယ်ကူနဲ့ချက်စားလို့ရပါပြီ